တာယူအားလုံးပဲမင်္ဂလာပါ Prada တို့ PUBG Update 3.8 မှာအခုလိုမျိုး FP ရဲ့60ရာနေ120ဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာကိုဒီနေ့ file လေးနဲ့တူထည့်ပြပေးသွားမှာဖြစ်ပါတယ်။ Okay ဒါမှရရှိဖို့အတွက်ဆိုရင် Prada တို့အနေနဲ့လုံးဝချင်းမဟုတ်ပါဘူး။ဒါပေမဲ့နောက်ပြောဖို့လိုများဖုန်းတိုင်းမရပါဘူး။ဖုန်းတိုင်းမှာကျွန်တော်တို့ bit က64 bit file နေပဲရမှာပဲဖြစ်ပါတယ်။အဲ့တော့ Prada တို့ဖုန်းမှာ32 bit လား64 bit လားဆိုတော့ယဉ်ကျေးဖို့လိုရပါဖြစ်ပါတယ်။64 bit ဆိုရင်တော့ကျွန်တော်တေချာရမှာဖြစ်ပါတယ်။အဲ့တော့ file လေးကိုတစ်ချက်ထည့်ဖို့အလုံးတောက်ဆွချင်ပါတယ်။ Okay file လေးကိုကျွန်တော်တို့အခုကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်တင်ပေးထားပြီဖြစ်ပါတယ်။ Okay အရင် channel ကကျတော့ကျွန်တော်တို့ဒီစာလဲပို့လို့မရဘူးနောက်ပြီးတော့ကျွန်တော်ဒီ post တွေလည်းတင်လို့မရတော့လို့အတွက်ကျွန်တော်ဒီအခု channel တစ်လေးထောင်ထားရပဲဖြစ်ပါတယ်အဲ Telegram channel ရဲ့အတစ်လေးကိုကျွန်တော်ရဲ့ comment မှာပဲဖြစ်ဖြစ် description မှာဖြစ်ကျွန်တော် link လေးတွေချပေးထားမှာမြေ brother တို့တိချာလေးကြည့်လိုက်ပါ Okay အဲ့တော့ကျွန်တော်အချိန်လေးဆွဲ video လေးကိုစလိုက်ကြရအောင် let's goအရင်ဆုံးအနေနဲ့ကျွန်တော်ရဲ့ Telegram channel မှာတင်ထားတဲ့ file လေးကို save to download လုပ်လိုက်ပါလုပ်ပြီးပြီဆိုတာနဲ့ကျွန်တော်ဒီထဲကိုဝင်ပါမယ်ဝင်ပြီးရင်ကျွန်တော်အောက်ကိုနည်းနည်းဆွဲမယ် download ရဲဝင်မယ်ပြီးကြရင်ကျွန်တော် Telegram ထဲကိုသွားမယ်သွားပြီးနည်းနည်းဆွဲမယ်ကျွန်တော်မှာ120 fps ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်မယ်နှိပ်ပြီး HTTP ရအောင်နှိပ်မယ် password ကတော့ဒါလေးပဲဖြစ်ပါတယ်အဲ့ပြီး okay နှိပ်လိုက်ပါမယ်နှိပ်ပြီးအမှန်ချင်းနှိပ်မယ်ပြီးကြရင် replace ဆိုတာလေးနှိပ်လိုက်မယ်ကျွန်တော်ဒီမှာပေါ်လာပါပြီเนาะအဲ့ဒါလေးကိုတစ်ချက်နှိပ်မယ် file ဆိုတာလေးကိုကြာလေးပြီး copy ဆိုတာလေးကိုနှိပ်အပေါ်ကတော့ဆွဲ device story ရဲ့တော့ကြာရင် Android ထဲဝင်ပြီးကြာရင် data ထဲဝင်ပြီးတော့ PUBG တန်ဆန်းကော NG PUBG update 3.8 file ထဲဝင်မယ်ဝင်ပြီးတော့ဒီမှာအောက်ကစာရွက်ပုံစံလေးအောင်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ brother တို့ကြပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့ video ကတော့ဒီလောက်ပါပဲဒါနဲ့နောက်ထပ်ရေခဲ skin လေးတွေရနေပါပြီနောက်နေ့တင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်တဒါ